ကားမောင်းသမားတွေညဘက်ရောက်တာနဲ့ဘာကြောင့်ဒီလောက်အချိန်ပြင်းပြင်းမောင်းကြတာလဲအဓိကအကြောင်းရင်းကတော့ညဘက်ခီးဝေးမောင်းတဲ့ driver တွေမှာကိုယ်ပိုင်စည်းကမ်းတွေရှိကြလို့ပါပဲဥပမာလမ်းမှာမသိတဲ့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကားထားဖို့စူးစမ်းရင်ဘလို့အခြေအနေမျိုးမှမစိုးကားပေါ်မတင်သင့်ဘူးလေပါကိုပဲနင်းပြီးအဲ့ဒီနေရာကနေအမြင်မောင်းထွက်သွားရမယ်နောက်ထပ်အရေးကြီးဆုံးစည်းကမ်းတစ်ခုကတော့ပတ်စံဒါမှမဟုတ်အလှပနောက်ကိုဘယ်တော့မှမမောမပါသွားဖို့ပါပဲခီးစဉ်ကိုဘေးအန္တရာယ်ကင်းကင်းနဲ့အဆုံးသတ်ချင်ရင်လမ်းမှာကျနေတဲ့ပတ်စံကိုမကောက်ပါနဲ့လှပတဲ့မိန်းမတစ်ယောက်ရဲ့ကြော်ကွင်းထဲမှာလည်းမပိတ်မိပါစေနဲ့ပတ်စံပိုရဖို့အတွက်ကျွန်တော်ဟာခီးဝေး track ကားမောင်းတဲ့လမ်းကြောင်းတွေကအန္တရာယ်ရှိဆုံးလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်ဒီလမ်းကြောင်းမှာကျွန်တော်ကုမ္ပဏီကအရင် driver 3ယောက်တောင်မတော်တဆမှုတွေကြုံဖူးကြတယ်အဲ့ဒီနောက်ပိုင်းဘယ်သူမှဒီလမ်းကြောင်းမှာကားမောင်းဖို့မဝင်ရဲကြတော့ဘူးတထေးကိုယ်တိုင်လည်းဒီလမ်းကြောင်းကိုပိတ်ပစ်တော့မလို့ပဲဒါပေမဲ့ဒီလမ်းကြောင်းကအမျက်ဆုံးအများဆုံးရတာမို့ကျွန်တော်ကိုယ်တိုင်ပဲဒီတာဝန်ကိုယူလိုက်တယ်ကျွန်တော်ဒီလမ်းကြောင်းမှာလာပေါင်းများစွာကားမောင်းခဲ့ပေမဲ့ဘာပြဿနာမှမကြုံခဲ့ရဘူးဒါပေမဲ့မကြခင်မှာပဲလူအချို့ကဒါကိုမနာလို့ဖြစ်လာကြတယ်ရေဘူးရအဖြစ်တော့ track ကားတစ်စီးမှာ driver 2ယောက်ပါလေးရှိတယ်ဒါပေမဲ့ဒီလမ်းကြောင်းမှာတော့ကျွန်တော်တစ်ယောက်တည်းပဲမောင်းတာဒါကြောင့်ကျွန်တော်ရဲ့ခောက်ရည်ကအများဆုံးဖြစ်ပြီးရသမျှဝင်ငွေကိုလည်းဘယ်သူနဲ့မှခွဲဝေစရာမလိုဘူးရသမျှပတ်စံတွေအားလုံးကျွန်တော်အိတ်ထဲတိုက်ရိုက်ရောက်တာမို့တဘာဝအတိုင်းလူတွေကျွန်တော်အပေါ်မနာလို့ဖြစ်လာကြတာပေါ့တရက်တော့တထေးရဲ့ခဲအိုဖြစ်သူစွန်းဟောင်ကကျွန်တော်နဲ့အတူစပယ်ယာအဖြစ်လိုက်ခဲ့မယ်လို့ရုတ်တရက်သူ့အလိုလိုပြောလာတယ်ဒီကောင်လေးကငငယ်ကလေးကရိုင်းဆိုင်ပြီးချစ်ကန်ကန်နိုင်တဲ့သူကျွန်တော်သာညင်းလိုက်ရင်ကုမ္ပဏီမှာဆက်ပြီးအေးအေးဆေးဆေးနေရဖို့ခက်ခဲသွားလိမ့်မယ်ဒီလမ်းကြောင်းကတိတ်မရှိပါဘူးနှစ်ရက်အတွင်းအသွားပြန်ခီးစဉ်တစ်ခုပြီးဆုံးနိုင်တယ်ဒါပေမဲ့ခီးစဉ်ရဲ့တဝက်ကျော်ကတောင်တက်လမ်းတွေကနေဖြတ်သွားရတာတလန်းလုံးစွန်းဟောင်တယောက်နှုတ်ဆက်ပြီးငင်းငင်းငိုင်ငိုင်ထိုင်နေခဲ့တယ်သူတကယ်ပဲအတွင်းစိတ်ထဲကနေကြောက်ရွံ့နေမှန်းသူ့မျက်နှာကိုကြည့်ုံနဲ့သိတာနေပါတယ်ညနေဆောင်ခါနီးမှာကောင်းကင်တစ်ခုလုံးမဲမောင်နေတဲ့မိုးတိမ်တွေဖုံးလွှမ်းသွားပြီးမကြခင်မှာပဲမိုးပွဲပွဲလေးရွာချလာပါတော့တယ်ကျွန်တော်ကစွန်းဟောင်မိုးရွာရင်တောင်တက်လန်းတွေကပိုပြီးအနေရများတဲ့ရှေ့ကစီဆိုင်မှာစီးဖြစ်ရင်မိုးစဲအောင်ခဏဆောင်ကြတာပေါ့လို့ပြောလိုက်တယ်ရှေ့တက်မှာမြင်နေရတဲ့လုံဝင်တောင်တန်းကြီးစီကိုကြည့်ပြီးကျွန်တော်ကောင်းရလိုက်မိတယ်ဒါဟာတလန်းလုံးမှာအနေရရှိဆုံးအပိုင်းပဲတောင်တွေကအရန်ကြောက်စရာကောင်းပြီးဘယ်ချိန်မဆိုအပေါ်ကနေကြောက်ခဲတွေပြူကျလာနိုင်တဲ့မိုးရွာတဲ့အချိန်ဆိုရင်တော့ဒီလမ်းကပိုလို့တောင်ပေးများသေးတယ်ကျွန်တော် track ကားကို꿰ပြီးစီဆိုင်ထဲမောင်းဝင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲမိမတစ်ယောက်ပြေးထွက်လာပြီးကျွန်တော်တို့ကားစီတိုင်ကြီးကိုအပြည့်ဖြစ်ပေးခဲ့တယ်သူမကပြုံးပြုံးလေးနဲ့အကိုတို့ဟိုရှိကခောက်ဆွဲဆိုင်ကညီမဆိုင်မှာနှစ်ယောက်လုံးအတွက်ပူပူနွေးနွေးခောက်ဆွဲလေးလုပ်ပေးမယ်လေမိုးလဲအဲ့ဒီမှာပဲခိုရင်စောင်းလို့ရတာပေါ့လို့ပြောတယ်ကျွန်တော်လဲသူမညွှန်ပြတဲ့ဘက်ကိုလှမ်းကြည့်လိုက်တယ်အရှိမြောက်ဘက်ထောင်မှာပေါ့ပလာပင်တွေရဲ့နောက်ွယ်မှာတစ်ထပ်ပြင်ထောင်အိမ်အိုကြီးနှလုံးပုံးကွယ်နေတယ်လို့ရှိနေတယ်ကျွန်တော်ဒီလမ်းကြောင်းမှာလာပေါင်းများစွာကားမောင်းလာခဲ့ပေမဲ့ဒီနေရာမှာခောက်ဆွဲဆိုင်ရှိမှန်းတစ်ခါမှသတိမထားမိခဲ့ဘူးအဲ့ဒီအချိန်မှာဆိုင်ထဲမှာကျွန်တော်တို့နှစ်ယောက်ကလွဲလို့တခြားဖောက်တဲ့တယောက်မှမရှိဘူးကျွန်တော်တို့နှစ်ယောက်ဝက်ဦးဆုံးခောက်ဆွဲနှစ်ပွဲမှာလိုက်ကြတယ်ခောက်ဆွဲလာချပေးပြီးတဲ့နောက်အဲ့ဒီမိမကကျွန်တော်နာကိုဖြည်းဖြည်းချင်းကပ်လာပြီးကိုညွတ်ကအကိုတခြားဘာလို့သေးလဲဟင်လို့တူတူလေးမေးတယ်သူမကအသက်သိမ့်မကြီးသေးဘူးအရက်က180စင်တီမီတာလောက်ရှိပြီးတွဲတွဲရရနဲ့တော်တော်ကိုဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးပဲခီးဝေး track ကားမောင်းတဲ့သူတွေဆိုရင်ဒီအလုတ်ကဘလောက်တောင်ငင်းငွေစရာကောင်းပြီးပြင်ပန်းလဲဆိုတာအားလုံးသိကြပါတယ်ဒါကြောင့်ပဲအချို့သောမိမတွေဟာအဝေးပြေးလမ်းမဘေးမှာဒီလိုအခွင့်အရေးမျိုးကိုစောင့်ဆိုင်နေတတ်ကြတာပေါ့ဂျာနယ်တွေအတွေ့အကြုံတွေအရကျွန်တော်စပြီး driver ဖြစ်ခါစတော့ကကျွန်တော်ဆရာကအရေးကြီးဆုံးစီကံတစ်ခုတင်ပေးခဲ့ဘူးတယ်ပထမတစ်ခုကလမ်းမှာဘယ်သူမှမသိတဲ့ယောက်ျားတို့မဟုတ်မိမကကားထားရင်ကားပေါ်ဘယ်တော့မှမတင်ဘူးဒုတိယတစ်ခုကတော့ပတ်စံဖြစ်စေမိမဖြစ်စေဘယ်တော့မှလောကမှာကြီးဖို့ပဲအသက်ရှင်လေးရဲ့အိမ်ပြန်ခြင်းရင်လမ်းမှာကျနေတဲ့ပတ်စံကိုမကောင်းတဲ့လှပတဲ့မိမတစ်ယောက်ကိုလက်ဖျားနဲ့တောင်မထိနဲ့ကျွန်တော်နှစ်ပေါင်းများစွာဒီစီကံတစ်ခုကိုဘယ်တော့မှမချိုးဖောက်ခဲ့ဘူးဒါကြောင့်လဲလမ်းကြောင်းကဘလောက်ပဲအန္တရာယ်များပါစေကျွန်တော်အမြဲတမ်းဘေးကင်းကင်းနဲ့ပြန်ရောက်နိုင်ခဲ့တာပေါ့ကျွန်တော်ထိုင်ကုန်ကိုနောက်ဖက်နည်းနည်းဆုပ်ပြီးအဲ့ဒီမိမနဲ့ခက်ခွာခွာနေလိုက်တယ်ပြီးမှဒီမှာဈေးကြီးဆုံးဟင်းလျာကဘာလဲလို့မေးလိုက်တယ်အဲ့ဒီမိမကကျွန်တော်နာကိုပိုတိုးကပ်လာပြီးဒါကတောင်ပေါ်ကဆိုင်လေးမှုထွေထွေထူးထူးတော့မရှိပါဘူးဒါပေမဲ့ညီမတို့ရဲ့ဝက်အစာအိမ်အေးတုတ်ကတော့တော်တော်လေးနာမည်ကြီးတယ်လို့ပြောတယ်ကျွန်တော်လည်းမီနူးစာအုပ်ကိုပိတ်လိုက်ပြီးနောက်ကိုနည်းနည်းထပ်ဆုပ်လိုက်တယ်ကောင်းပြီဝက်အစာအိမ်အေးတုတ်တစ်ပွဲနဲ့ဝက်ကောင်းသားတစ်ပွဲပေးပါလို့မှာလိုက်တဲ့ဆိုင်ထဲမှာဈေးကြီးဆုံးဟင်းလျာနှစ်ခုကိုကျွန်တော်တမင်ရည်ရွယ်ပြီးမှာလိုက်တာပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့သူမလည်းပတ်စံရသွားအောင်ကျွန်တော်ကလည်းရင်ရင်ကြီးကြီးနဲ့သူမရဲ့စကလန်ကြောင်းကိုညှင်းဆန်ပြီးသားဖြစ်အောင်လို့ပါအများသောအားဖြင့်တော့လူတွေကဒါကိုရိပ်မိကြပါတယ်ဒါပေမဲ့သူမကကောင်းပါပြီလို့ပဲပြောပြီးအဲ့ဒီနေရာမှာတင်ရက်နေတော့မယ်ပြီးမှသူမကတိုးတိုးလေးထပ်မေးတယ်အကူကနေရာအနှံ့သွားဖူးမှာပဲနော်တရင်တောင်ဖက်ခတ်ဆိုတဲ့လူတယောက်ကိုများသိမလားဟင်ကျွန်တော်ခဏလောက်စဉ်းစားပြီးမှခေါင်းရမ်းပြလိုက်တယ်ဟင်းတခါမှနာမည်တော်မကြားဘူးအစားအသောက်တွေပဲယူလာပေးပါတော့သူမမျက်နှာပေါ်မှာစိတ်ပြတ်သွားတဲ့အရေးရောင်တွေထင်ရှားစွာဖြစ်ပြေးသွားပြီးနောက်မိဖို့ချောင်းတဲကိုတိတ်တဆိတ်ဝင်သွားပါတော့တယ်ရာသီဥတုကြောင့်လာတော့မသိဘာကြောင့်မှမသိပဲအဲ့ဒီစားတောက်ဆိုင်ထဲမှာထူးဆန်းတဲ့အေးစိတ်မှုကိုကျွန်တော်စတင်ခံစားလာရတဲ့စပွဲတွေနဲ့ကလထိုင်တွေအားလုံးကတော်တော်ကိုဟောင်းနှွမ်းနေပြီးဆိုင်တစ်ခုလုံးကပါလွှာတဲ့လိုက်ကတစ်ခုရဲ့နောက်ွယ်မှာရှိနေတယ်လို့မျိုးအရာအားလုံးဟာအုံမိုင်းဝေဝါးနေတဲ့အောင်ခံစားရတယ်ဟိုဘက်မှာတော့စွန်းဟောင်ကမိဖို့ချောင်းဘက်ကိုခဏခဏချောင်းကြည့်နေတယ်ပြီးတော့ကျွန်တော်ကိုမျက်စိတစ်ဖက်မိတ်ပြပြီးအချက်ပြသေးတယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုလှည့်တောင်မကြည့်ခဲ့ဘူးအစားတောက်တွေလာချပြီးတော့စွန်းဟောင်ကလူကြီးလူကောင်းပုံစံဖမ်းပြီးပကံတွေကိုကူယူပေးရင်းအခွင့်ကောင်းရတော့အဲ့ဒီမိမရဲ့လက်ကိုလှမ်းကင်လိုက်တယ်ပြီးတော့ရဲကျဲကျဲနဲ့ဟေ့ဒီလတရင်တောင်ဖက်အကမင်းနဲ့ဘာတော်လို့လဲသူ့ကိုဘာလို့လိုက်ရှာနေတာလဲလို့မေးလိုက်တယ်ဒါကိုကြားတာနဲ့အဲ့ဒီမိမရဲ့မျက်ဝန်းတွေဝင်းလက်သွားပြီးစိတ်လှုပ်ရှားတကြီးနဲ့အကိုကသူ့ကိုတိလို့လားလို့ပြန်မေးရှာတယ်စွန်းဟောင်ကသူ့မေးစေးကိုပုတ်တက်ရင်အဲ့ဒီမိမကိုခြေဆုံးကောင်းဆုံးကြည့်လိုက်တယ်သူ့ရဲ့အကြည့်ကတကယ်ကိုအရှက်မရှိတဲ့အကြည့်မျိုးပဲအဲ့ဒီမိမကလည်းသူ့ရဲ့အတိတ်ပဲကိုချက်ချင်းရိပ်မိသွားပြီးတုံဆိုင်မှုမရှိပဲစွန်းဟောင်နာကိုပိုတိုးကတ်သွားတယ်
ဒါပေမဲ့စွန်းဟောင်ကရုတ်တရက်ဘာစကားမှမပြောဘဲခောက်ဆွဲကိုဆက်စားနေတော့တယ်ပြီးတော့ကျွန်တော်ကိုထူးဆန်းတဲ့အပြုံးတစ်ခုနဲ့လှမ်းကြည့်နေတဲ့သူဟာတရင်တောင်ဖက်ကဆိုတဲ့သူကိုလုံးဝမသိပဲအဲ့ဒီမိန်းမကိုတမင်နောက်ပြောင်နေမှန်းကျွန်တော်ကောင်းကောင်းသိနေတဲ့အခုတော့အဲ့ဒီမိန်းမတကယ်ကိုစိတ်မရှိဖြစ်လာပြီးကျေးဇူးပြုပြီးပြောပြပါသူအခုဘယ်မှာလဲဟင်လို့အလောတကြီးမေးတော့တယ်စွန်းဟောင်ကခောက်ဆွဲဝါရင်းနဲ့ဘာလို့ဒီလောက်လောနေတာလဲအရင်ဆုံးအစားတောက်ပြီးအောင်စားပါရစေဦးလို့ပြောတယ်အဲ့ဒီမိန်းမလည်းသူတမင်မူနေမှန်းရိပ်မိသွားပြီးသူမရဲ့ရှက်အင်ကြီးကျဲသည့်တလုံးကိုဖြုတ်လိုက်ကစွန်းဟောင်ရဲ့ပေါင်ပေါ်တက်ထိုင်လိုက်ပါတော့တယ်ကျွန်တော်ကတော့ထပ်ပြီးဘာပြဿနာမှမတက်ချင်တော့တာမို့စကားဆက်ဖြစ်လိုက်တယ်ဒီဝက်စာရင်တုတ်ကတော်တော်လေးရတာရှိတယ်တပွဲလောက်ပါဆယ်ထုတ်ပေးပါဦးလို့ပြောပြီးစွန်းဟောင်ဘက်လက်ကဒီနေ့စားစရိတ်ကိုငါပဲရှင်းပေးမယ်ဒါကိုအိမ်ယူသွားလိုက်ဦးမကြီးနဲ့ကလေးတွေစားဖို့ပေါ့လို့ပြောလိုက်တယ်အဲ့ဒီမိန်းမကကျွန်တော်ကိုမကြည်မနှက်ဖြစ်နေတဲ့မျက်လုံးတွေနဲ့ထူးဆန်းစွာကြည့်လာတယ်ကျွန်တော်ကတော့ရဲပြီးဒီကောက်ခများလဲအိမ်မှာဇနီးနဲ့ကလေးတွေကစောင့်နေကြတာလေးလို့ပြောလိုက်တယ်အစားစားပြီးတဲ့အထိမိုးကမဆဲသေးဘူးကျွန်တော်လဲကလတ်ထိုင်နောက်မိကိုမိပြီးမျက်စိမိတ်ကခဏလောက်အနားယူလိုက်မိတယ်ဘယ်အချိန်မှအိပ်ပျော်သွားမှန်းတော့မသိလိုက်ရဘူးဒါပေမဲ့အတော်ကြာတော့အေးစိတ်လုံးတဲ့တန်းကြောင့်ကျွန်တော်လက်နိုးလာခဲ့တယ်မျက်စိဖွင့်လိုက်တာနဲ့ဆိုင်တစ်ခုလုံးကမှောင်မဲနေပြီးအထဲမှာလူတယောက်မှမရှိတော့ဘူးကျွန်တော်နာရီကိုကြည့်လိုက်တော့ည7:00နာရီကျော်နေပြီဘာကြောင့်မှမသိပဲရင်ထဲမှာထူးထူးဆန်းဆန်းစိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်အရာအလုံးပုံမှန်လိုရှိနေပေမဲ့တခုခုတော့လုံးဝကိုမှားယွင်းနေတယ်လို့ခံစားချက်မျိုးခံစားနေရတယ်ကျွန်တော်စွန်းဟောင်လို့ကြဲကြဲလောင်လောင်အော်ခေါ်လိုက်ပေမဲ့ဘာတော့ပြန်မှုမှမရှိဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့နှလုံးခုန်တန်တွေမြန်လာပြီးဆိုင်ထဲကအပူချိန်ဟာအရင်ကထပ်ပိုပြီးအေးစိတ်နေတာကိုသတိပြုမိလိုက်တဲ့အိမ်တအိမ်လုံးမှာလူသားတွေရှိနေတဲ့နှွေးထွေးမှုမျိုးအငွေ့တက်လေးတောင်မကြံတော့ဘူးဆိုင်ထဲကပရိဘောဂတွေအားလုံးဟာအရင်ကထပ်ပိုပြီးဟောင်းနှွှဲဆွေးမြင့်နေတယ်လို့ပဲနေရံမှာကတ်ထားတဲ့ပိုစတာတွေကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီဇိုင်းဟောင်းတွေဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မျက်စိကအတွင်းကန်းတစ်ခုစီရောက်သွားတယ်အဲ့ဒီခန်းထဲကနေအလင်းရောင်ဖြော်ဖြော်လေးထွက်နေပြီးမိမတယောက်ရဲ့ပြင်းပြင်းထန်ထန်အသက်ရှူတန်ကိုလည်းကြားနေရတယ်ကျွန်တော်မဆိုင်မတွားပဲအဲ့ဒီခန်းစီကိုတန်တန်မတ်မတ်ရှောက်သွားရင်းစွန်းဟောင်လို့ကြဲကြဲလောင်လောင်အော်ခေါ်လိုက်တယ်နောက်တစ်စက္ကန့်မှာတင်စွန်းဟောင်ကသူ့ကဘက်ကိုပတ်ရင်းအပြင်ကိုထွက်လာခဲ့တယ်ပြီးတော့သူကအံ့အားသင့်စရာပုံစံနဲ့မေးလိုက်လေရဲ့ဘာဖြစ်လို့လဲကျွန်တော်မျက်မှောင်ကုပ်ပြီးအေးဆက်တဲ့လေတံနဲ့ပြောလိုက်တယ်မိုးဆဲသွားပြီးအခုချက်ချင်းထွက်ရမယ်စွန်းဟောင်ကသူ့ဝတ်စားတွေကိုအမြန်ပြင်ဝတ်ပြီးမကျေနပ်တဲ့မျက်နှာပေးနဲ့ကျွန်တော်နောက်ကနေအပြင်ကိုထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲဟိုမိမကလည်းကျွန်တော်တို့နောက်ကိုအပြာအရာပြေးလိုက်လာပြီးအကိုဇန်တောင်ဖက်ဘယ်မှာလဲဆိုတာအခုထိညီမကိုမပြောရသေးဘူးလေလို့ပူပန်တကြီးမေးပြန်တယ်စွန်းဟောင်ကဘာမှမစင်စားပဲသူ့အိတ်ထဲကနေဒေါ်လာ200ထုတ်ပြီးအဲ့ဒီမိမလက်ထဲထည့်ပေးလိုက်တယ်ပြီးတော့ရဲကျဲကျဲနဲ့အဲ့ရပေါ်မှာယောက်ျားတစ်ယောက်ပြောတဲ့စကားကိုယုံတဲ့သူရှိလို့လားမင်းကလည်းတကယ်ပြစ်ကင်းလုံးတာပဲငါသွားပြီလို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အခါအဲ့ဒီမိမရဲ့မျက်နှာဟာတစ်စက္ကန့်အတွင်းမှာတင်ပြောင်းလဲသွားတယ်သူမရဲ့မျက်ဝန်းတွေထဲမှာဒေါသတွေလားခံစားချက်ဝေဒနာတွေလားဆိုတာကျွန်တော်ကိုယ်တိုင်လည်းခွဲခြားမရခဲ့ဘူးဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့စိုးရိမ်စိတ်တွေပိုပြီးကြီးထွားလာခဲ့တယ်ကြီးမားတဲ့ဘေးရန်ကြီးတစ်ခုကကျွန်တော်တို့ကိုစောင့်ကြိုနေတယ်လို့မျိုးခံစားလိုက်ရတယ်ကျွန်တော်ဘာမှမပြောတော့ပဲစွန်းဟောက်လက်ကိုဆွဲပြီးကားစီကိုအတင်းခေါ်လာခဲ့တော့တယ်မိုးရွာပြီးစမှုလမ်းတစ်ခုလုံးရှုံးပွက်တွေနဲ့ပြည့်နေပြီးကားတစ်စီးမှလည်းမရှိဘူးကျွန်တော်တို့လုံဝန်တောင်နာကိုရောက်တဲ့အချိန်မှာညတက်ကောင်10နာရီရှိနေပြီဒီဒေတာရဲ့တောင်တက်လန်းကတကယ်ကိုကွေ့ကောက်လွန်းတဲ့တောင်ပေါ်ကနေတိုက်ခတ်လာတဲ့လေပြင်းတွေကဆူဆူဝါဝါအော်ဟစ်နေတယ်လို့ပဲကျွန်တော်စိတ်ကိုအပြေးဝဆူစီးပြီးကားမောင်းနေရတယ်ဒါပေမဲ့ထူးဆန်းတာကဒီနေ့ဘလောက်ပဲစူးစမ်းကျွန်တော်ခေါင်းထဲမှာလေးလံထိုင်းမိုင်းနေပြီးမိနစ်အနည်းငယ်ကြာတိုင်းမျက်လုံးတွေကမှိတ်ကြလာတယ်ဘေးကစွန်းဟောင်ကတော့ခေါင်းတစ်ဖက်ကိုစောင်းပြီးဘဲချင်းကလေးကအိပ်ပျော်သွားမှန်းတော့မသိတော့ဘူးသူ့စီကဘာကူညီမှရမှာမဟုတ်မှန်းသိတာမို့ငိုက်ပြေအောင်ကြက်တုံပြူတက်ကိုပါဇက်ထဲထည့်ဝလိုက်ရတယ်ညစ်အမောင်တနာရီလောက်မှာကားကတောင်လေခေါင်ကိုရောက်တဲ့အချိန်ရုတ်တရက်အင်ဂျင်ထိုးရက်သွားတယ်ကျွန်တော်စွန်းဟောင်ကိုနှိုးပြီး2ယောက်သားအောက်ဆင်းကအင်ဂျင်ကိုစစ်ဆေးကြတယ်ကားကောင်းကိုမတင်ပြီးလျှက်စစ်စနစ်တစ်ခုလုံးကိုတေချာကြည့်ပေမဲ့ဘာပြဿနာမှရှာမတွေ့ဘူးအခုခေါင်းပြန်ချပြီးဆက်နိုးဖို့လုပ်တဲ့အခါပုံမှန်ဆိုရင်ကားခေါင်းလောက်တန်ကအလိုလိုနေရာတကျပြန်ဝင်ရမှာဒါပေမဲ့ဒီနေ့တော့လုံးဝပြန်မဝင်ဘူးကျွန်တော်တို့2ယောက်သားလက်နဲ့အတင်းတွန်းပေမဲ့ဘလို့မှလောက်ချလို့မရဘူးအဲ့ဒီအချိန်မှာပဲလှမ်းကြည့်လိုက်တော့အဝေးတနေရာမှာမိတောက်တေးသေးလေးတစ်ခုတောက်လောင်နေတာကိုတွေ့လိုက်ရတယ်တခြား truck ကားဒရိုင်ဘာတယောက် cigarette တောက်နေတာဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးလိုက်မိတယ်စွန်းဟောင်ကလည်းအဲ့ဒီမီးကိုမြင်တော့ကျွန်တော်အကူကြီးသွားတောင်းလိုက်မယ်လို့ပြောပြီးထွက်သွားတယ်ဒါပေမဲ့ထူးဆန်းတာကမီးတောက်ကရှစ်တဲ့မှာရှိနေတာကိုစွန်းဟောင်ကတောင်ဆောင်6ကမ်းမရှိတဲ့ဘက်ကိုတန်းတန်းမတ်မတ်လျှောက်သွားနေတာပဲကျွန်တော်တခုခုမှားယွင်းနေပြီဆိုတာချက်ချင်းရိပ်မိပြီးသူ့နောက်ကိုပြေးလိုက်ကလက်ကိုအတင်းလန်းဆွဲလိုက်တယ်မင်းပဲသွားမလို့လဲဒါပေမဲ့စွန်းဟောင်ကကျွန်တော်စကားကိုမကြားသလိုပဲ6ကမ်းပါးတဲ့ကိုပဲတက်တက်တိုးဝင်နေတော့တယ်ကျွန်တော်လည်းဘာမှမစင်စားတော့ပဲသူ့ပါးကိုနှစ်ချက်ဆင်းရိုက်လိုက်တော့မှသူ့တကိုယ်လုံးပျော့ခွေကျသွားတယ်သူ့ကိုကာနာဆွဲခေါ်လာပြီးကြည့်လိုက်တော့သူ့မျက်လုံးတွေကအပေါ်ကိုလန်တက်နေပြီးမျက်စံဖြူပဲမြင်ရတော့တယ်ကျွန်တော်သူ့ကိုကားကောင်းနဲ့အတင်းဆွဲတင်ပြီးတတိယလာအောင်ပါးကိုခဏနာထက်ရိုက်ပေးရတယ်တော်တော်ကြာမှသူတတိပြန်လဲလာပြီးတကိုယ်လုံးကနေအေးစိမ့်နဲ့ချွေးတွေစီးကြလာကနှုတ်ခမ်းတွေတုံရင်းနေရှာတယ်သူကကြောက်လန့်တကြားနဲ့အကူချမ်းစောကကျွန်တော်လို့ပြောဖို့ပြင်ဆင်ကျွန်တော်ကသူ့ပခုံးကိုကင်ပြီးစကားဖြတ်လိုက်တယ်ဘာမှအများကြီးမတွေးနဲ့ဘာမှမဖြစ်ဘူးဒါနဲ့ပဲဖះเจ้าကနေယူလာတဲ့ကျိုးနီလေးကိုသူ့လက်ပင်မှာချီပေးလိုက်ပြီးခဏနားနေငါအပြင်ထွက်ကြည့်လိုက်အောင်မယ်လို့ပြောခဲ့တယ်အပြင်ရောက်တော့စောကမီးတောက်ကပျောက်ကွယ်သွားပြီကျွန်တော် cigarette 3လိပ်ကိုမီးညှိပြီးအရက်လေးမျက်နှာကိုလက်အုပ်ချီကတော့ကတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်တို့ကားမှာပြဿနာနည်းနည်းရှိလို့ပါတစုံတစ်ယောက်ကိုအနောက်ရှက်ဖြစ်စေခဲ့ရင်ခွင့်လွှတ်ပါကျွန်တော်တို့ကရိုးသားတဲ့အလုပ်သမားတွေပါအိမ်မှာမိသားစုကစောင့်နေကြပါတယ်ကျေးဇူးပြုပြီးကျွန်တော်တို့ကိုသွားခွင့်ပေးပါပြီးတော့ cigarette 3လိပ်ကိုကြောက်ခဲတစ်ခုကြားမှာမြေကြီးပေါ်ထောင်ထားလိုက်တယ်အံ့ဩစရာကောင်းတာကအဲ့ဒီ cigarette တွေဟာအယမ်းမြန်တဲ့အရှိန်နဲ့လောင်ကျွမ်းသွားကြတယ်အဲ့ဒီနောက်ကားခေါင်းလောက်တန်ကိုပြန်တွန်းကြည့်လိုက်တော့ cliff ဆိုတဲ့အတန်းနဲ့အတူချက်ချင်းနေရာတကျလောက်ကျသွားပါတော့တယ်ကျွန်တော်ကားထဲပြန်ဝင်ထိုင်တော့စွန်းဟောင်ကကျွန်တော်လက်ကိုကြစ်ပါအောင်စုပ်ကင်ထားတဲ့သူတကူလုံးတုံနေပြီးအကူချမ်းစောကအကိုဘသူနဲ့စကားပြောနေတာလဲလို့တိုးတိုးလေးမေးတယ်ကျွန်တော်ကသူ့လက်ကိုဖယ်လိုက်ပြီးစနိုးရင်းအပြင်မှာဘသူမှမရှိပါဘူးအလားကားအပိုးတွေရှောက်မတွေးနဲ့တွားကြဆိုလို့ပြောလိုက်တယ်
အဲ့ဒီနောက်ပိုင်းခီးစဉ်ကတော့ချောချောမွေ့မွေ့ပါပဲဒါပေမဲ့စွန်းဟောင်ကတော့တလန်းလုံးပုံမှန်ပြန်မဖြစ်လာတော့ဘူးနောက်နေ့မိုးတက်ခါနီမှာကုန်ပစ္စည်းချတဲ့နေရာကိုရောက်သွားတယ်ဝေါ်ဖန်ကလူတွေကိုခေါ်ပြီးကုန်ချဖို့ပြင်ဆင်ရင်းကားထဲကိုလှမ်းကြည့်ကမေးတယ်ဟေ့ဒါကအကူအစ်စ်လားကျွန်တော်ကဟုတ်တယ်ကျွန်တော်အကူတထေးရဲ့ခဲအိုလေးနာမည်ကစွန်းဟောင်လို့ပြောလိုက်တော့ဝေါ်ဖန်ကရုတ်တရက်ဟားတိုက်ရပြီးဟာဘာလဲမင်္ဂလာဆောင်ခါစားထင်တယ်ချစ်လိုက်ကြတာကားမောင်းတာတော့သူတို့သမီးကိုရင်ခွင်ထဲထည့်ခေါ်လာတယ်လို့ပြောလိုက်တယ်သူ့စကားကြောင့်ကျွန်တော်တကူလုံးအေးစိတ်သွားပြီးချက်ချင်းပြန်မေးလိုက်မိတယ်အဖဘာပြောတာလဲဘယ်ကသူတို့သမီးလဲဝေါ်ဖန်ကကားထဲကိုတက်လက်ညှိုးထိုးပြပြီးပြုံးကြီးနဲ့ဟောပြဟိုမာလေးစွန်းဟောင်ပေါင်ပေါ်မှာထိုင်နေတာမင်းကလည်းလူလေကြီးပဲနော်လို့ပြောတယ်ဒါပေမဲ့ကားထဲမှာစွန်းဟောင်တယောက်တည်းရှိနေတာပါကျွန်တော်ချက်ချင်းဝေါ်ဖန်ရဲ့အင်ဂျီကော်လာကိုဆွဲကင်ပြီးအဲ့ဒီမိမပုံစံကဘလို့လဲလို့အလောတကြီးမေးလိုက်တယ်ဝေါ်ဖန်ကကျွန်တော်နောက်နေတယ်ထင်ပြီးကျွန်တော်လက်ကိုဖဲကမင်းယူနေလားကိုတို့သမီးကိုတောင်ကိုမမတ်မိဘူးလားလို့ပြောပြီးကုန်ချဖို့ထွက်သွားတယ်လမ်းလျှောက်သွားရင်းနဲ့တောင်ကားပက်လှည့်ပြီးရှောင်ကောမင်းမိမကိုအောက်ခေါ်ခဲ့လေလက်ဖက်ရည်တောက်ရအောင်လို့လှမ်းអော်သေးတယ်အဲ့ဒီအချိန်မှာတင်စွန်းဟောက်စီမှာတခုခုတော့အကြီးအကျယ်လွဲချော်နေပြီဆိုတာကျွန်တော်ရေးမိလိုက်တယ်ကုန်ချပြီးတာနဲ့အဲ့ဒီနေရာမှာတစ်စက္ကန့်မှမနေတော့ပဲကားကိုချက်ချင်းပြန်လှည့်မောင်းခဲ့တယ်တလန်းလုံးစွန်းဟောက်အခြေအနေကပိုဆိုးလာပြီးမျက်နှာတစ်ခုလုံးမျိုးပုတ်ကနှက်ခမ်းတွေဖြူလျှော့ပြီးအသက်မရှိတဲ့လူသေးလိုဖြစ်နေခဲ့တယ်ကျွန်တော်တို့အဲ့ဒီစီဆိုင်နာကနေပြန်ဖြတ်တော့အရှိမြောက်ဘက်ထောင်ကိုတိတိကျကျလမ်းကြည့်မိတယ်အဲ့ဒီအချိန်မှာကျွန်တော်အသက်ရှူတန်တွေရပ်တန့်သွားခဲ့ရတယ်အကြောင်းကတော့အဲ့ဒီနေရာမှာဘာခောက်ဆွဲဆိုင်မှမရှိတော့လို့ပါပဲကုမ္ပဏီကိုပြန်ရောက်တော့စွန်းဟောင်ဟာအပြင်းဖျားပြီးတတိလက်ကတွတ်တွတ်နဲ့ရောက်ရက်ခတ်စကားတွေပြောနေတော့တယ်ကျွန်တော်သူ့ကိုနာလေးစိတ်ကြည့်ပေမဲ့နာကျင်မှုကိုခံစားရတဲ့အရေးအယောင်လုံးဝမရှိဘူးကျွန်တော်ညကဖြစ်ပျက်ခဲ့တဲ့ညကိုတတိကိုအကုန်ပြောပြလိုက်ပြီးမကြခင်မှာပဲသူ့မိသားစုဝင်တွေလာခေါ်သွားကြတယ်အဲ့ဒီနေ့နောက်ပိုင်းစွန်းဟောင်ကုမ္ပဏီကိုဘယ်တော့မှပြန်မလာတော့ဘူးကျွန်တော်တတိကိုမေးကြည့်တော့တတိကတက်ပြင်းချရင်ငါတို့ဆုံးကဝေတွေဘေးရင်ဆရာတွေပယောဂဆရာတွေအများကြီးခေါ်ပြပေမဲ့ဘာမှထူးမလာဘူးသူကဒီတိုင်းပဲတပိုင်းတေလို့ဝေဝါးဖြစ်နေတယ်လို့ပြောပြတယ်အချိန်တွေကုန်လို့နှစ်တစ်ကူနာနီးလာတဲ့တရက်မှာကျွန်တော်စွန်းဟောက်စီလူမမာမေးသွားခဲ့တယ်လောက်ဝက်အတွင်းမှာတင်သူ့တကိုယ်လုံးပိန်ချောင်သွားလို့လူတော်မှတ်မိဖို့ခက်နေပြီးသူကထက်ခါတလဲလဲစကားတခွန်းနဲ့ကိုပဲပြောနေရှာတယ်ကျွန်တော်မသိဘူးကျွန်တော်သူ့ကိုတကယ်မသိဘူးသူ့နာမည်ကိုတခါမှမကြားဘူးပါဘူးဘယ်ပယောဂဆရာမှလည်းသူ့ကိုမကူနိုင်ကြဘူးအားလုံးကဒါဟာတာမန်ယောဂမဟုတ်ပဲမကောင်းဆိုးဝါးပူကတ်နေတာလို့ပဲပြောကြတယ်နှစ်တစ်ကူရဲ့နောက်ဆုံးရက်မှာကျွန်တော်ကိုကားမောင်းတင်ပေးတဲ့ဆရာကြီးစီကိုနှစ်တစ်ကူကတော့ပွဲနဲ့တွားတွေ့ပြီးစွန်းဟောင်ဖြစ်ပျက်သမျှကိုအကုန်ပြောပြလိုက်တယ်ဆရာကြီးကခဏလောက်နှုတ်ဆက်နေပြီးမှတိုးတိုးလေးပြောတယ်ဒီအကြောင်းအရာကငါနဲ့အတော်လေးရင်းနှီးနေတယ်လို့ပဲပြီးတော့ဆရာကြီးကသူ့ရဲ့အတိတ်ဟောင်းကိုပြန်ပြောပြတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူကိုယ်တိုင်ကားမောင်းလုံးကလည်းလုံဝန်တောင်ရဲ့အဲ့ဒီလမ်းမှာမိမတယောက်နဲ့ဆုံခဲ့ဘူးတဲ့အဲ့ဒီမိမလက်ထဲမှာဟောင်းနှွှဲနေတဲ့ဓာတ်ပုံတစ်ပုံရှိပြီးဖြတ်သွားဖြတ်လာလူတိုင်းကိုဒီဓာတ်ပုံတွေကလူကိုမြင်ဘူးပါတလားလို့လိုက်မေးတတ်တယ်တဲ့ဆရာကြီးပြောတာကတော့အဲ့ဒီဓာတ်ပုံကအရန်ဟောင်းနေလို့လူမျက်နှာတော့မတဲကွဲတော့ဘူးအဲ့ဒီမိမကအရန်လာပေမဲ့စိတ်ဝေဒနာရှင်တယောက်လိုဖြစ်နေပြီးဘယ်သူမဆိုအဲ့ဒီလူနဲ့ပတ်သက်တဲ့သတင်းအချက်လက်အနည်းငယ်ပေးနိုင်ရင်အဲ့ဒီလူကိုသူမရဲ့ခန္ဓာကိုယ်ကိုဘာမဆိုလုပ်ခွင့်ပေးတတ်တယ်တဲ့ဆရာကြီးကတက်ပြင်းချပြီးဒါကတိတ်ကြခဲ့ပါပြီစွန်းဟောင်နဲ့ပတ်သက်မှုရှိမရှိတော့ငါလည်းမပြောတတ်ဘူးလို့ဆိုတယ်ခဏနေတော့ဆရာကြီးကငါမင်းကိုလူတယောက်ရဲ့လိပ်စာပေးမယ်အဲ့ဒီကောင်လေးကိုသူ့စီခေါ်သွားလိုက်အဲ့ဒီလူမှမတက်နိုင်ရင်တော့ဒီကောင်လေးကိုဘယ်သူမှမကယ်နိုင်တော့ဘူးလို့သာမှတ်လိုက်တော့လို့လမ်းညွှန်ပေးတယ်ဆရာကြီးကတသက်လုံးကားမောင်းလာတာမို့လူတိအလုံးများသူပါသူကမှားလိုက်သေးတယ်အဲ့ဒီလူရဲ့ဆရာကနည်းနည်းဆန်းတယ်သူ့ရှေ့မှာရင်ကြေးနေပြီးမင်းကငါတပည့်လိုပဲပြောလိုက်တယ်တကယ်တော့ကျွန်တော်စွန်းဟောင်းကိုတိတ်သဘောမကျပါဘူးဒါပေမဲ့သူကလည်းလူသားတစ်ယောက်ပဲလေကယ်တင်နိုင်မဲ့လမ်းစာရှိနေရင်တော့ဒီအတိုင်းတည်သွားဖို့လက်ပိုက်ကြည့်မနေနိုင်တာမို့အဲ့ဒီတက်ကြီးရွယ်အိုစီခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်စကားပြောရင်းအရက်ရှိန်တက်လာတော့ဆရာကြီးကကျွန်တော်ကိုစူပြန်တယ်မင်းအသက်30ကျော်နေပြီကိုဘဝအကြောင်းလဲကိုစဉ်းစားဦးအရာရာမှာအတိုင်းတာရှိရမယ်မင်းကအိမ်အောင်လည်းမပြုတ်ဘူးမိသားစုလည်းမထူထောင်ဘူးဟိုလမ်းဘေးကကောက်လာတဲ့ကလေးတယောက်ကိုပဲပြုစုရင်းတစ်သက်လုံးအချိန်ကုန်တော့မှလားကျွန်တော်ဆရာကြီးရဲ့ခွက်ထဲကိုအရက်ထက်ထည့်ပေးရင်တီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်တယ်ဆရာကြီးသူကကျွန်တော်သားပါကျွန်တော်သားသူ့ကိုလမ်းပေါ်ကကောက်မလာခဲ့ရင်သူအခုချိန်အသက်ရှင်နေမှာမဟုတ်ဘူးကျွန်တော်သူ့ကိုသားအဖြစ်မွေးစားကလေးကသူ့ရဲ့တာဝန်ကကျွန်တော်တာဝန်ဖြစ်သွားပြီးဒီအကြောင်းကိုနောက်ခါမပြောပါနဲ့တော့ဆရာကြီးကသူ့ရဲ့တစ်သားတုံးနဲ့ကျွန်တော်ခေါင်းကိုအသားလေးခောက်ပြီးစိတ်မရှိသလိုနဲ့ယောက်ျားဆိုတာအိမ်အောင်ပြုတ်ပြီးမိသားစုနဲ့နေရတဲ့ကိုလို့ပြောတယ်ကျွန်တော်လည်းခေါင်းကုပ်ပြီးပြုံးကကျွန်တော်ကလေးမွေးရတာကိုမမှုပါဘူးဒါပေမဲ့ကျွန်တော်အဖေလည်းတစ်သက်လုံးအိမ်အောင်မပြုတ်ခဲ့ဘူးလေဒါပေမဲ့ကျွန်တော်သူ့ကိုတစ်သက်လုံးပြုစုလုပ်ကျွေးခဲ့တာပဲမဟုတ်လားလို့ရဲပြီးပြန်ပြောလိုက်တော့ဆရာကြီးလည်းတက်ပြင်းချပြီးငြိမ်သွားတော့တယ်အိမ်ပြန်ရောက်တော့တားဖြစ်သူကအစားတောက်တွေချက်ပြုတ်ပြီးကျွန်တော်ကိုစောင့်နေခဲ့တယ်အခုကျွန်တော်အသက်က35နှစ်ရှိပြီဖြစ်ပြီးတားရဲ့အသက်က16နှစ်သို့မဟုတ်18နှစ်လောက်ရှိပါပြီဒါပေမဲ့သူကကျွန်တော်ရဲ့သားရင်းမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလမ်းပေါ်ကနေကောက်လာခဲ့တာပါအဲ့ဒီတုန်းကသူကအသက်9နှစ်6နှစ်လောက်ပဲရှိသေးပြီးခြေထောက်တစ်ဖက်ကကျိုးနေတဲ့သွားတွေနဲ့ရှာလည်းမရှိတော့ဘူးစောင်းတွင်းကြီးမှာအဝတ်စားပပလေးတစ်ထည်ပဲဝတ်ထားပြီးတရားအောက်ကသူ့တောင်းစားတွေနဲ့တူလိုက်တောင်းစားနေတာကျွန်တော်ပတ်စံနည်းနည်းပေးပြီးအဲ့ဒီလူတွေစီကနေကဲထုတ်လာခဲ့တာပေါ့လူတွေကတော့ဒါတွေကဂိုင်းတွေကမင်းလိုလူတွေကိုလိန်စားနေတာလို့ပြောကြပေမဲ့ကျွန်တော်တွေးမိတာကတော့ငါ့ကိုလူလို့ပဲတတ်မှတ်ပါစေဒါပေမဲ့ဒီကလေးလေးကိုအဲ့ဒီငရဲထဲမှာဆက်ပြီးဒုက္ခခံဖို့ပြစ်မထားနိုင်ဘူးဆိုတာပါပဲဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလမ်းဘေးကကောက်လာတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ဘူးလို့ပါပဲဆရာကြီးလမ်းညွှန်ပေးတဲ့တက်ကြီးရွယ်အိုရဲ့မျိုးရိုးအမိကရှမ်းဖြစ်လို့ဆရာကြီးကအဖိုးရှမ်းလို့ခေါ်ဖို့မှာလိုက်တယ်နှစ်တကူကာလာမှုကားမောင်းဆရာမလို့တာကြောင့်အချိန်ရတာနဲ့စွန်းဟောင်းကိုခေါ်ပြီးအဖိုးရှမ်းအိမ်ကိုတန်တန်မတ်မတ်လာခဲ့တဲ့စွန်းဟောင်းကိုအပြင်မှာပဲစောင့်နေဖို့မှာပြီးကျွန်တော်တယောက်တည်းအထဲဝင်ခဲ့တယ်အဖိုးရှမ်းကကျွန်တော်ကိုနွေးနွေးထွေးထွေးကြိုဆိုပြီးမင်းကအိုဘိုရဲ့တပည့်လားလို့မေးတယ်ကျွန်တော်လည်းလက်ဆောင်ပစ္စည်းတွေပေးရင်ဟုတ်ပါတယ်အဖိုးရှမ်းကျွန်တော်ကိုရှောင်းချမ်းလို့ပဲခေါ်ပါဆရာကြီးကအခုအသက်ကြီးလို့လမ်းမလျှောက်နိုင်တော့တာမို့နှစ်တကူမှကျွန်တော်ကိုအဖိုးစီလာကြောခိုင်းလိုက်တာပါလို့နှုတ်ဆက်လိုက်တယ်
လက်ဖက်ရည်တောက်ရင်စကားဆက်မြေအတော်ကြာပြောပြီးတဲ့နောက်အဖိုးရှမ်းကသဘောကောင်းမှန်းသိရတာမို့ကျွန်တော်တကယ်အကြောင်းအရာကိုစပြောလိုက်တယ်အဖိုးရှမ်းဒီနေ့ကျွန်တော်လာတာလက်ဆောင်ပေးဖို့တွေမဟုတ်ပါဘူးအကူအညီတစ်ခုတောင်းချင်လို့ပါအဖိုးကနှာမုတ်လိုက်ပြီးငါတိသားပဲအိုဘိုကအလကားဆိုဘသူ့ကိုမှငါစီမလို့ဘူးပြောပါအောင်ဘာကိစ္စလဲလို့မေးတယ်ကျွန်တော်လည်းလက်ဖက်ရည်ထက်ထည့်ပေးရင်အဖြစ်ပြအားလုံးကိုပြောပြလိုက်တယ်လုံဝင်တောင်းတာမှာကျွန်တော်အကူလေးတစ်ခုခုကိုပြစ်မှားမိပြီးဖျားနေတဲ့အကြောင်းလာကြည့်ပေးဖို့တောင်းပန်တဲ့အကြောင်းပြောပြတော့အဖိုးကအဲ့ဒီကောင်လေးပဲမှလဲလို့မေးတယ်ကျွန်တော်လည်းအပြင်မှာရှိတဲ့အကြောင်းပြောပြီးစွန်းဟောင်းကိုအထဲခေါ်လာခဲ့တယ်စွန်းဟောင်းအထဲဝင်လာတဲ့အခါကျွန်တော်ကိုယ်တိုင်တောင်လန့်သွားတယ်အရင်ကထက်ပိုပိန်သွားပြီးမျက်ကွင်းတွေညိုမဲကနှုတ်ခမ်းတွေပြာနှမ်းနေပြီးလူတွေတယောက်လိုဖြစ်နေပြီးအဖိုးရှမ်းကစွန်းဟောင်းကိုတစ်ချက်ပဲကြည့်ရသေးတယ်မျက်နှာပြတ်သွားပြီးဘာမှမထောက်ညာပဲအော်တော့တာပဲမင်းတို့အခုချက်ချင်းငါအိမ်ကနေထွက်သွားကြဒီကိစ္စမှာငါဘာမှမတတ်နိုင်ဘူးလို့လည်းမလုပ်ချင်ဘူးမင်းတို့ပစ္စည်းတွေအကုန်ယူပြီးထွက်သွားမင်းတို့ငါအိမ်ကိုမလာခဲ့ဘူးလို့ပဲငါသတ်မှတ်လိုက်မယ်အဖိုးရှမ်းကကျွန်တော်တို့ကိုအိမ်ပြင်ရောက်အောင်တွန်းထုတ်ပြီးကျွန်တော်ပေးတဲ့လက်ဆောင်ကိုပါလက်ထဲပြန်ထည့်ပေးလိုက်တယ်ပြီးတော့ဒေါသတကြီးနဲ့အိုဘိုကိုလည်းငါကိုယ်တိုင်ပြောလိုက်မယ်ကိုဖိတ်ခေါ်လို့ရောက်လာတဲ့ဘေးရန်ရဲ့ကိုဘယ်သူမှမကယ်နိုင်ဘူးဒီကောင်လေးရဲ့ကိစ္စကငါအတက်ပညာထက်ကျော်လွန်နေပြီလို့အော်ပြီးနှင်လွတ်လိုက်ပါတော့တယ်ကျွန်တော်တက်နိုင်သမျှလုပ်ခဲ့ပေမဲ့ဘာမှမထူးခြားလာတော့ကျွန်တော်မှလည်းမတက်နိုင်တော့ဘူးလေစွန်းဟောက်ချီနေကတော့နေ့စဉ်နဲ့အမျှပိုဆိုးလာပြီးအိယာကတော့မထနိုင်တော့ဘူးနှစ်တစ်ကူပိတ်ရမပြီးခင်မှာတထေးကဖုန်းဆက်လာတယ်ရှောင်းချမ်းလုံဝင်တောင်လမ်းကြောင်းရဲ့စာချုပ်တက်တန်းကုန်တော့မယ်ဒီလမ်းကြောင်းကိုမင်းကလွဲရင်ဘယ်သူမှမမောင်းရဲကြတော့ဘူးမင်းတကယ်လို့ကြောက်တယ်ဆိုရင်လည်းငါစာချုပ်တက်တန်းမတိုးတော့ဘူးလမ်းကြောင်းပိတ်ပစ်လိုက်မယ်တဲ့တထေးဒီလမ်းကြောင်းကိုနှမျောနေမှန်းကျွန်တော်သိတာပေါ့ဘာလို့လဲဆိုတော့အမျက်ကအယမ်းများတဲ့လေပတ်စံကိုဘသူကမုန်းမှလဲဒါပေမဲ့စွန်းဟောက်ချင်းတွေကိုတွေ့ပြီးကျွန်တော်လည်းညင်းမလားဆိုပြီးတထေးကစိုးရိမ်နေတာကျွန်တော်ခဏလောက်စဉ်းစားပြီးမှကျွန်တော်ဒီလမ်းကြောင်းမမောင်းရင်ဘယ်လမ်းကြောင်းပြေးမလဲလို့မေးလိုက်တယ်တထေးကလည်းဖုန်းထဲမှာတုံဆိုင်နေပြီးမှမင်းလည်းသိတဲ့အတိုင်းကုမ္ပဏီမှာလမ်းကြောင်းတိုင်းမှာဒရိုင်ဘာတွေရှိပြီးသားလောလောဆယ်နေရာလို့မရှိဘူးဒါပေမဲ့မင်းလိုဒရိုင်ဘာကတော့ဘယ်နေရာမဆိုအလုပ်ရမှာပါငါမင်းကိုနှစ်နာကြီး3လစာပေးပါမယ်တကယ်လို့မင်းဒီလမ်းကြောင်းကိုပဲဆက်မောင်းမယ်ဆိုရင်တော့ကော်မရှင်ကိုနောက်ထပ်10%တိုးပေးမယ်ဒါပေမဲ့အန်ရကင်းရှင်ရေးစာချုပ်တစ်ခုတော့လက်မှတ်ထိုးရမယ်တိတိကျကျစဉ်းစားပြီးမှအဖြေပြန်ပေးပါလို့ပြောတယ်ကျွန်တော်အားလုံးကိုရိပ်မိပါတယ်ကုမ္ပဏီကကျွန်တော်ကိုစကြတဲ့ကဒီလမ်းကြောင်းအတွက်ပဲခံထားတာဒါပေမဲ့တထေးကကျွန်တော်အပေါ်ဘယ်တော့မှမစိုးခဲ့ဘူးကော်မရှင်လည်းအပြည့်ပေးတယ်အဲ့ဒီညကကျွန်တော်သားလေးကသူ့ရဲ့ချိုင်းထောက်ကိုအမိပြုပြီးမိဖို့ချောင်းထဲမှာကျွန်တော်အတွက်ခောက်ဆွဲပြုတ်ပေးနေခဲ့တယ်သူ့ရဲ့လွတ်နေတဲ့ဘောင်းဘီခြေထောက်တစ်ဖက်ကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာကြေကွဲဝမ်းနေမိတယ်ကျွန်တော်သားကိုအနားခေါ်ပြီးချုံမော့ပြောလိုက်တယ်တာပတ်စံနဲ့ထက်ဆုမိရင်ဖေဖေသားအတွက်အကောင်းဆုံးခြေတုတက်ပေးမယ်နော် TV မှာပြနေတာအခုခေတ်ခြေတုတွေကအစ်စ်တိုင်းလှုပ်ရှားလို့ရတယ်တဲ့သူကအထူးကျောင်းမှာတက်နေတာနှစ်အတော်ကြာပြီမို့သူနဲ့အတူနေရင်ကျွန်တော်လည်းလက်ဟန်ခြေဟန်စကားနည်းနည်းတက်နေပြီးသူကလက်ဟန်နဲ့အဲ့ဒါပတ်စံအများကြီးကုန်မှာပေါ့အားလို့ပြန်ပြောတယ်ကျွန်တော်ကပြုံးပြီးဒါတွေကကလေးတွေစဉ်းစားရမယ့်ကိစ္စမဟုတ်ပါဘူးလို့ပြောပြီးနောက်လာကြရင်သွားဆရာဝန်စီပြန်သွားရမယ်မဟုတ်လားဒီတစ်ခါဘယ်ဘက်ကသွားနှချောင်းကိုနှုတ်မလဲပြီးတော့ညာဘက်ကသွားတစ်ဆိုင်ဖို့ဘယ်တော့လုပ်လို့ရမလဲဆိုတာမေးခဲ့အောင်မယ်လို့ပြောလိုက်တယ်လမ်းပေါ်ကကောက်လာတော့ကသူ့ရဲ့သွားလေးတွေအကုန်လုံးကိုတစုံတစ်ယောက်ကအမြင့်ကနေဆွဲနှုတ်ထားခဲ့တာသွားဖုံးတွေပါပျက်စီးနေခဲ့တာပေါ့နောက်ပိုင်းသွားစစ်ပေါက်ရမယ့်အချိန်မှလည်းသွားတွေကထွက်မလာတော့ဘူးကံကောင်းထောက်မစွာနဲ့အခုခေတ်စီးပညာကတိုးတက်နေလို့နှစ်အနည်းငယ်အတွင်းမှာသွားတွေကိုတဖြည်းဖြည်းချင်းစိုက်ပေးလာခဲ့တာအခုဆိုအတော်လေးအဆင်ပြေနေပါပြီတားဖြစ်သူကပြုံးပြတယ်သူ့အပြုံးကိုကြည့်ပြီးကျွန်တော်ရဲ့ငယ်ဘဝကိုတတိယမိတယ်ကျွန်တော်လည်းလမ်းပေါ်ကကောက်လာတဲ့ကလေးပဲလေးကွာတာကကျွန်တော်မှခြေလက်အင်ကစုံလင်ခဲ့တယ်ဒီကလေးရဲ့ကံကြမ္မာကကျွန်တော်ထပ်ပူဆိုးခဲ့တာပါအဲ့ဒီညကကျွန်တော်အဖေရဲ့တပ်ပုံရှိမှာအမွှေးတိုင်ထုံပြီးလုံဝင်တောင်လမ်းကြောင်းအကြောင်းအဖေနဲ့စိတ်ထဲကနေတိုင်ပင်ခဲ့တယ်ဒါကအဖေဆုံးပြီးကလေးကကျွန်တော်ရဲ့အချင်းတစ်ခုပါဆုံးဖြတ်ချက်ကြီးကြီးမားမားချခါနီတိုင်းအဖေရုပ်ပုံရှိအမွှေးတိုင်ထုံလေးရှိတယ်ဒီကုမ္ပဏီမှာအလုပ်ဝင်တာဖြစ်ဖြစ်ဒီလမ်းကြောင်းမောင်းတာဖြစ်ဖြစ်ကလေးကိုမွေးစားတာဖြစ်ဖြစ်အဖေရဲ့ခွင့်ပြုချက်ရပြီဆိုရင်ကျွန်တော်ဘာကူမှမကြောက်တော့ဘူးအဲ့ဒီညကအမွှေးတိုင်ကအရန်မြန်မြန်နဲ့တက်တက်မတ်မတ်လောင်ကျွမ်းသွားခဲ့တယ်နောက်နေ့မနက်မှာတထေးကိုဖုန်းဆက်ပြီးကျွန်တော်ဒီလမ်းကြောင်းကိုဆက်မောင်းပါမယ်လို့အကြောင်းကြားလိုက်တယ်အလုပ်ပြန်စားဖို့တရက်အလိုမှာကုမ္ပဏီကဒရိုင်ဘာတယောက်ဖုန်းဆက်လာတယ်စွန်းဟောက်ချီနေအရန်ဆိုးနေလို့အားလုံးတွားကြည့်ကြမလို့တဲ့အရင်ကတမထွားချိုင်းတဲ့လူငယ်လေးဟာအခုတော့အယိုးပေါ်အရေးတင်ဘဝရောက်နေရှာပြီကျွန်တော်တို့တွားကြည့်ပေမဲ့သူဘသူ့ကိုမှမမှတ်မိတော့ဘူးစကားလည်းတဲတဲကွဲကွဲမပြောနိုင်တော့ဘူးဒါပေမဲ့သူကတွတ်တွတ်နဲ့စကလုံးသုံးလုံးနဲ့ကိုပဲထက်ခါတလဲလဲអော်နေတယ်စမ်းတောင်းထက်တခြားလူတွေကဘာမှနားမလည်ပေမဲ့ကျွန်တော်ဒီနာမည်ကိုကြားလိုက်ရတဲ့အခါခေါင်းထဲမှာလျှက်စီးလက်သွားတယ်လို့ဖြစ်သွားခဲ့ရတယ်ဒါဟာလမ်းဘေးကခောက်ဆွဲဆိုင်ကမိမလိုက်ရှာနေတဲ့လူရဲ့နာမည်ပဲမဟုတ်လားကျွန်တော်စွန်းဟောက်ရဲ့၆ကပ်နေတဲ့နှက်ခမ်းတွေကိုကြည့်ပြီးစဉ်းစားမိတယ်ငါတို့တွေအခုထိကုသမှုကိုလမ်းကြောင်းအမှားကြီးမှာရှာနေခဲ့ကြတာပဲအားလုံးကသူ့ကိုမိမတရေပူးနေတယ်လို့ပဲထင်နေကြတာဒါပေမဲ့ဒီကိစ္စရဲ့တကယ်လျှို့ဝှက်ချက်ကစံတောင်ဖက်ဆိုတဲ့လူစီမှာရှိနေမှန်းဘယ်သူမှမတွေးမိခဲ့ကြဘူးဟုတ်တထေးကရဲတပ်ဖွဲ့မှာအတိများတာမို့ကျွန်တော်ဒီနာမည်ကိုတထေးကိုပြောပြလိုက်တယ်တထေးကချက်ချင်းပဲရဲဌာနကအရာရှိကြီးတယောက်နဲ့ချိတ်ဆက်ပေးခဲ့တယ်အဲ့ဒီရဲအရာရှိကစံတောင်ဖက်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ချက်ချင်းမျက်နှာတီးသွားပြီးလေတံမမာနဲ့မေးတယ်အမှန်တိုင်းပြောစမ်းဒီစံတောင်ဖက်နဲ့မင်းတို့ tracker driver တွေဘာပတ်သက်မှုရှိလို့လဲလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်းအသက်ကြီးကြီး tracker driver တယောက်ဒီနာမည်ကိုလိုက်ရှာရင်းငါစီရောက်လာဘူးတယ်သူကသူ့တစ်သက်လုံးစုဆောင်းထားတဲ့ပတ်စံတွေအကုန်ကြခံရပါစေဒီလူကိုပဲရှာပေးပါလို့ပြောခဲ့တယ်ဒါပေမဲ့သူကတော့သူ့ရဲ့စုဆောင်းငွေတွေအကုန်တုံးပစ်ပြီးတေးဆုံးသွားတဲ့အထိအဲ့ဒီလူရဲ့တဲလုံဆောက်ကိုမရသွားခဲ့ဘူးဘာလို့လဲဆိုတော့ဒီနာမည်နဲ့လူကမှတ်တမ်းတွေထဲမှာလုံးဝမရှိလို့ပဲဒါကိုကြားလိုက်ရတဲ့အခါကျွန်တော်နှလုံးခုန်တန်းတွေတုန်ခုန်သွားခဲ့ရတယ်အဖဘာပြောလိုက်တယ်အဲ့ဒီ driver ရဲ့နာမည်ကဘယ်သူလဲအရာရှိကပြန်ဖြေတယ်သူ့နာမည်ကချန်ရှိုးဝေထင်တာပဲဒီနာမည်ကိုကြားလိုက်ရတဲ့အခါကျွန်တော်တကူလုံးကြောက်ခဲတလုံးလိုတောင်းတင်းသွားခဲ့ရတယ်ချန်ရှိုးဝေကဆိုတာကျွန်တော်ရဲ့အဖေရင်းရဲ့နာမည်ပဲလေ
ရုတ်တရက်အဖေရဲ့နောက်ဆုံးနှစ်တွေကိုကျွန်တော်သတိရမိသွားတယ်အဲ့ဒီတုန်းကအဖေကအရန်ကိုမြ мян ဆန်ဆန်အိုမင်းသွားခဲ့ပြီးအမြဲတမ်းပင်မနှွဲ့နေတတ်တယ်လို့အိမ်မှာလည်းတိတ်မနေဘူးကျွန်တော်ကတော့အဖေကားမောက်ထွက်နေတယ်လို့ပဲထင်ခဲ့တာဒါပေမဲ့အခုမှပြန်စဉ်းစားကြည့်တော့အဖေဟာတခြားလုပ်တစ်ခုခုအတွက်နေရောညပါအပူတပြင်းလိုက်လံစုံစမ်းနေခဲ့တာဖြစ်မဲ့ကျွန်တော်မေးတိုင်းလဲအဖေဘာမှမပြောပြခဲ့ဘူးအဲ့ဒီနောက်ပိုင်းအဖေကျမ်းမာရေးကတဖြည်းဖြည်းပိုဆိုးလာတဲ့ဆရာဝန်ကတော့သူ့မှာရုပ်ပိုင်းဆိုင်ရာယောဂမရှိဘူးဒါကစိတ်ဝေဒနာပဲသူကကိုခွင့်မလွတ်နိုင်ဖြစ်နေတာလို့ပြောခဲ့တယ်ကျွန်တော်ဘလောက်ပဲစဉ်းစားအဖေနဲ့စံတောင်ဖက်နဲ့ဘာဆိုင်လို့အဖေကသူ့ဘဝတစ်ခုလုံးကိုဒီလူကိုရှာဖွေရင်းဖျက်ဆီးပစ်ခဲ့တာလဲဆိုတာနားမလည်နိုင်ခဲ့ဘူးနှစ်တစ်ကူပြီးနောက်ကျွန်တော်အရင်လိုပဲကားပြန်မောင်းခဲ့တယ်တရက်ကုန်းတော်ရုံမှာကုန်းချနေတော့ကျွန်တော်အရေးထဲမှာထိုင်ပြီး secret တောက်နေခဲ့တယ်အဲ့ဒီအချိန်မှာအထဲကနေလူတစ်ယောက်ရဲ့ဒေါသတကြီးအော်ဟစ်တန်ကြားလိုက်ရတယ်တောက်ငါအတွက်လျန်စီးတီးကိုသွားမဲ့ကားရပြီလားမရသေးဘူးလားဝေါ်ဖန်ကစိတ်ရှိလက်ရှိနဲ့ဆရာခဏလောက်ထပ်ဆောင်ပေးပါဦးလျန်စီးတီးသွားမဲ့ဒရိုင်ဘာကညနေမှရောက်မှာမို့ပါလို့ရှင်းပြနေရှာတယ်ကျွန်တော်ဂိတ်ပေါက်ဘက်ကိုလှမ်းကြည့်တော့အဲ့ဒီမှာကားတစ်စီးရပ်ထားတာတွေ့ရတယ်ကားကအတော်လေးပြက်နေပုံရပြီးမကင်းနစ်တယောက်ကအစိပ်ပိုင်းတွေကိုဖြုတ်စစ်နေပေမဲ့ချက်ချင်းပြင်လို့ရမယ့်ပုံစံမျိုးမဟုတ်ဘူးကျွန်တော်အနားကိုဖြည်းဖြည်းချင်းတိုးသွားလိုက်တယ်အသက်50ဝန်းကျင်လူတစ်ယောက်ကဝေါ်ဖန်းကိုဆဲဆူချိန်မောင်းနေတယ်ငါအချိန်ကအရန်တန်ဖို့ရှိတယ်မြ мян ဆုံးဖြတ်ချက်တစ်ခုခုချပေးစမ်းဝေါ်ဖန်းခများခေါင်းငုံပြီးဟုတ်ကဲ့ပါဆရာကျွန်တော်တစ်ခုခုစီစဉ်ပေးပါမယ်လို့ပဲပြောနေရှာတယ်ဝေါ်ဖန်းအပြင်ထွက်လာပြီးကျွန်တော်ကိုမြင်တော့တိုးလေးချိန်ဆဲရင်းဒီကောင်ကအာနာပဲပြနေတာလို့ညီးသွားတယ်ကျွန်တော်ကစိတ်ဝင်စားသွားတာမို့ဒီလူကဘသူလဲဘာလို့ဒီလောက်ဒေါသထွက်နေတာလဲလို့မေးလိုက်တော့ဝေါ်ဖန်းကနှာခေါင်းရှုံပြီးမုန်းတီးတဲ့လေတံနဲ့ပြန်ဖြေတယ်သူကဟိုင်ကျူးကုံတဲ့ကြီးများအတင်းကလူကြီးပဲနာမည်ကစံတောင်ဖက်တဲ့ဒါပေမဲ့ဒါကသူ့နာမည်ရင်းမဟုတ်ဘူးသူ့နာမည်ရင်းကဘာလဲဆိုတာဘယ်သူမှမသိကြဘူးဒါကိုကြားလိုက်ရတဲ့အခါကျွန်တော်နှလုံးသားတစ်ခုလုံးဒိန်းကနေဖြစ်သွားခဲ့ရတယ်ဒါဟိုခောက်ဆွဲဆိုင်ကမိမလိုက်ရှာနေတဲ့စံတောင်ဖက်ဆိုတဲ့လူပဲမဟုတ်လားကျွန်တော်ချက်ချင်းပဲဝေါ်ဖန်းကိုအဲ့ဒီလူရဲ့နောက်ကြောင်းအကြောင်းမေးလိုက်တယ်ဝေါ်ဖန်းကဒေါသတကြီးနဲ့ပဲအရင်တုန်းကတော့သူကတောင်ပေါ်မှာဓပြလိုက်တဲ့ကောင်ပဲလမ်းပိတ်ပြီးလူတွေကိုလူရက်တက်တာဒါပေမဲ့လွန်ခဲ့တဲ့နှစ်ကလေးကဒီအလုပ်ကိုဖျက်လိုက်ပြီးဘလူကြီးရဲ့အကူကိုရသွားလဲမသိဘူးအခုတော့ဒီတဲယူပို့ဆောင်ရေးဝင်းထဲမှာတန်ရှင်းရေးကြီးဆိုပြီးစက်ကြီးလိုက်ကောက်နေတာပေါ့အလွယ်ပြောရရင်အကာအကွယ်ပေးခတောင်းနေတာလို့ပြောပြတယ်ကျွန်တော်ကသူလျန်စီးတီးကိုသွားချင်တာလားလို့မေးတော့ဝေါ်ဖန်းကခေါင်းချင်းပြတယ်ဟုတ်တယ်ဒါပေမဲ့အခုချိန်လျန်စီးတီးသွားမဲ့ကားကမရှိဘူးလေကျွန်တော် secret ကိုခက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးလက်သီးကိုချစ်ပါအောင်စုပ်ကာဝေါ်ဖန်းသူ့ကိုကျွန်တော်ကားပေါ်တင်ပေးလိုက်ဝေါ်ဖန်းအံ့ဩသွားပြီးမင်းယူနေလားမင်းရဲ့လမ်းကြောင်းကလျန်စီးတီးဘက်ကိုသွားတာမှမဟုတ်တာလို့ပြောတယ်ကျွန်တော် secret တို့ကိုမြေကြီးပေါ်ချပစ်ပြီးခြေထောက်နဲ့နင်းချလိုက်ရင်အလွန်ဆုံးရှိရင်ကျွန်တော်လမ်းနဲ့ပတ်မောင်းလိုက်ရုံပေါ့ဟူလူးလမ်းစုံအထိလိုက်ပို့ပေးပြီးအဝေးပြေးလမ်းပေါ်မှာချပေးခဲ့မယ်အဲ့ဒီကနေဆိုသူကားလွယ်ကူရနိုင်တယ်လို့ပြောလိုက်တော့ဝေါ်ဖန်းကကျွန်တော်လက်ကိုကင်ပြီးဝမ်းသာအားရနဲ့ညီလေးမင်းငါရဲ့ပြဿနာအကြီးကြီးတစ်ခုကိုရှင်းပေးလိုက်တာပဲလို့ပြောရှာတယ်အဲ့ဒီနေ့မှာပဲနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ကျွန်တော်ဟာကျွန်တော်ဆရာကြီးရဲ့အရေးကြီးဆုံးစီကံကိုဖောက်ဖျက်ပြီးမတိတဲ့လူစိမ်းတစ်ယောက်ကိုကားပေါ်တင်ခဲ့မိပါတော့တယ်တလန်းလုံးအဲ့ဒီလူကကျွန်တော်ကိုစကားတွေလာပြောနေတယ်ညီလေးတလားထရက်ကားမောင်းရင်ဘယ်လောက်ရလဲကျွန်တော်ကရေပြီးအများကြီးမရပါဘူးဒီအတိုင်းအိမ်စရိတ်ကားမယုံပါပဲလို့ဖြေလိုက်တော့သူကကျွန်တော်ကိုကြည့်ပြီးမင်းကအလုပ်စူးစမ်းမဲ့ပုံပဲငါနဲ့အတူအလုပ်လုပ်မလားလို့ကန့်လန့်တယ်ကျွန်တော်ကပြုံးပြီးအကူကျွန်တော်ကားမောင်းတာကလွဲရင်ဘာမှမတက်ဘူးအကူကတော့စီးပွားရေးသမားကြီးတူပါတယ်ဘာစီးပွားရေးလုပ်တာလဲဟင်းလို့မေးလိုက်တယ်သူကခက်ဖောက်ခွာလေးပြုံးပြီးတက်တိပဲလိုတာပါနေရာတိုင်းမှာပတ်စံရှာဖို့အခွင့်အရေးရှိတယ်အဓိကကမင်းမှာတက်တိရှိမရှိပဲကြည့်ရမှာလို့ပြောရင်သူ့အင်ဂျီလက်စ်ကိုနည်းနည်းပင့်တင်လိုက်တယ်အဲ့ဒီအချိန်မှာသူ့လက်ကဝတ်ပေါ်ကဟောင်းနှွမ်းနေတဲ့ဒဏ်ရာအမာရွတ်အနက်ကြီးကိုကျွန်တော်မြင်လိုက်ရတယ်အကူအဲ့ဒီလက်ကဘာဖြစ်ခဲ့တာလဲလို့မေးလိုက်တော့သူကအင်ဂျီလက်ကိုချက်ချင်းပြန်ချလိုက်ပြီးငငယ်တုန်းကတရိတ်ဆန်ရောင်းဝယ်ရေးလုပ်တုန်းကခွေးသေးလေးတစ်ကောင်ကိုက်လိုက်တာပါလို့လွှဲပြောခဲ့တယ်ကျွန်တော်သူနဲ့စကားပြောရင်းလုံဝန်တောင်ဘက်ကိုတန်တန်မတ်မတ်ကားမောင်းလာခဲ့တယ်ရုတ်တရက်သူကဟေ့လမ်းကမှားနေတယ်လို့ပဲဝေါ်ဖန်းကမပြောဘူးလားငါလျန်စီးတီးကိုသွားမှလေလို့မေးတယ်ကျွန်တော်ကချက်ချင်းရေးလိုက်ပြီးအကိုခွင့်လွတ်ပါဗျာအကျင့်ပါသွားလို့အဝေးပြေးလမ်းရောက်တာနဲ့ကျွန်တော်ကားပြန်ကွေးပေးပါမယ်လို့လိန်ပြောလိုက်တယ်ကျွန်တော်တို့လုံဝန်တောင်ကိုရောက်တော့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်တိကျနေပြီးတောင်တလန်းမှာလမ်းမီးတွေမရှိသလိုကားတွေလည်းတိတ်မရှိဘူးဘာကြောင့်မှမသိပဲဒီနေ့ကားကအရင်ကထပ်ပိုးပြီးလေးလံနေတယ်လို့ခန်းစားရတယ်ပုံမှန်ဆိုရင်ကုန်ပစ္စည်းတွေချပြီးပြန်လာတဲ့လမ်းမှာကားကအရန်ပုတ်ပါရမှာဒါပေမဲ့ဒီနေ့တော့အပြန်လမ်းမှာကားကပိုလို့တောင်လေးနေတယ်လို့ပဲလီဘာကိုအဆုံးထိနင်းထားပေမဲ့ကားကအရှိန်မတက်ဘူးညစ်နေလာလေးဒီခန်းစားချက်ကပိုပြင်းထန်လာလေးပဲအဲ့ဒီလူကသူ့ရဲ့ဂျာကင်အင်ဂျီကိုပိုပြီးကြုံလိုက်ရင်ဟေ့မင်းတို့ကားကဟီတာပြတ်နေတာလားလို့နှာရည်တောက်နဲ့မေးတယ်ကျွန်တော်လည်းထူးဆန်းနေမိတယ်ဟီတာကအရှိန်ပြည့်နဲ့ဖွင့်ထားတာပါဒါပေမဲ့ကားထဲမှာတော့အယိုးထဲအထိအေးစိမ့်နေတဲ့အေးတံကိုခံစားနေရတယ်နှစ်တစ်ကူပြီးကလေးကကားကိုတေချာပြင်းထားတာမို့ဟီတာကလုံးဝအကောင်းကြီးပါအဲ့ဒီအချိန်မှာပဲအပြင်မှာမိုးပြန်ရွာလာပြီးအကြောင်းရင်းမရှိပဲကျွန်တော်ရင်ထဲမှာအလွန်အမင်းထိတ်လန့်ပူပန်မှုတွေဖြစ်လာတယ်ရုတ်တရက်ကားနောက်ကြည့်မှန်ကိုကြည့်လိုက်တော့မိမတစ်ယောက်ရဲ့မျက်နှာကိုလှမ်းမြင်လိုက်ရတယ်မျက်တောင်ခတ်ပြီးတေချာပြန်ကြည့်တော့ဘယ်သူမှမရှိတော့ဘူးဒါပေမဲ့အဲ့ဒီတစ်စက္ကန့်အတွင်းမှာတင်ကားကတစ်ဖက်ကိုရုတ်တရက်ဆောင်းသွားပြီးနောက်တစ်စက္ကန့်မှာတော့ကျွန်တော်ကားကိုလုံးဝထိန်းချုပ်လို့မရတော့ဘူးစတီယာရင်ကိုအတင်းလွှဲပေမဲ့ကားကကျွန်တော်စကားကိုနားမထောင်တော့ပဲမြင့်ရှိတဲ့ဘက်ကိုတန်တန်မတ်မတ်ထိုးဆင်းသွားပါတော့တယ်နောက်တစ်စက္ကန့်မှာတော့ကားကမြစ်ထဲကိုဓာတ်ရိုက်ထိုးကျသွားခဲ့တယ်အဲ့ဒီလူရဲ့ဆူဆူဝါဝါအော်ဟစ်တန်နဲ့အတူကျွန်တော်ရဲ့ကဘာကြီးတစ်ခုလုံးပြောင်းပြန်လည်သွားခဲ့ရတယ်အုံနောက်တစ်ခုလုံးထုံကျင်သွားပြီးဒီနေ့တော့ငါတေရော့မယ်လို့တွေးမိခဲ့တယ်မကြောက်ဘူးဆိုရင်ဒါဟာအလိမ်ညာပဲဖြစ်လိမ့်မယ်ဒါပေမဲ့ဘာကြောင့်မှမသိပဲဖြစ်ပျက်သမျှအရာအလုံးရဲ့နောက်ွယ်မှာအဖေရဲ့ရည်ရွယ်ချက်တစ်ခုခုရှိနေလိမ့်မယ်လို့ကျွန်တော်ယုံကြည်နေခဲ့တယ်ကျွန်တော်ရဲ့သတိတွေတဖြည်းဖြည်းဝေဝါးလာတဲ့အချိန်မှာအဖေကိုအစ်စ်မှန်တိုင်းလှမ်းမြင်လိုက်ရတယ်လို့ပဲအဖေကပြုံးနေခဲ့တယ်အဖေရဲ့အပြုံးကိုမြင်လိုက်ရတော့မှကျွန်တော်ရင်ထဲမှာရုတ်တရက်အေးချမ်းသွားခဲ့ရတယ်ဒါတွေအားလုံးကိုအဖေပဲစီစဉ်ခဲ့တာဆိုရင်
ဒီနောက်ွယ်မှာတေချာပေါက်အကြောင်းရင်းတစ်ခုခုရှိမှာပါလို့ကျွန်တော်စိတ်ထဲကနေတွေးလိုက်မိတယ်ကျွန်တော်ခန္ဓာကိုယ်ကရေအောက်ကိုတဖြည်းဖြည်းနစ်မြုပ်သွားပြီးရေတွေကနှာခေါင်းနဲ့နားထဲဝင်လာခဲ့တဲ့ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ထူးဖုံးလွှမ်းသွားပြီးဘယ်လောက်ကြာသွားလဲမသိဘူးအဝေးတနေရာကနေအလင်းရောင်တစ်ခုမြင်လိုက်ရတယ်အဲ့ဒီအလင်းရောင်ကကျွန်တော်စီတဖြည်းဖြည်းနီးကပ်လာပြီးအနားရောက်လာတဲ့အခါအရာအလုံးကိုကျွန်တော်တည်တည်ချာချာမြင်လိုက်ရပါတော့တယ်လုံဝင်တောင်ရဲ့အဲ့ဒီလမ်းအဲ့ဒီစီဆိုင်နဲ့အရှိမြောက်ဖက်ထောင်ကအဲ့ဒီခောက်ဆွဲဆိုင်လေးကောင်းကင်တစ်ခုလုံးမိုးတိမ်တွေဖုံးလွှမ်းနေပြီးအဲ့ဒီအချိန်မှာကားအသေးလေးတစ်စီးကစီဆိုင်ထဲကိုဖြည်းဖြည်းချင်းမောင်းဝင်လာတယ်ကျွန်တော်တစ်ချက်ကြည့်ုံနဲ့တင်မှတ်မိလိုက်တယ်ဒါဟာကျွန်တော်အဖေရဲ့ကားပဲအဖေမဆုံးပါခင်လွန်ခဲ့တဲ့နှစ်လောက်ကအဖေရဲ့သပင်တဝက်ကျော်ကဖြူနေခဲ့ပြီးအရန်အိုမင်းမစွမ်းမတန်ဖြစ်နေခဲ့တာဒါပေမဲ့အခုကျွန်တော်ရှိမှမြင်နေရတဲ့အဖေကတော့အရန်ကိုနှုတ်ပြိုလန်းဆန်းနေပြီးမျက်နှာမှာတက်ကြွမှုတွေမျက်ဝန်းတွေထဲမှာမျောလင်းချက်တွေရှိနေခဲ့တဲ့နှစ်ပေါင်းများစွာကြာမှအဖေကိုဒီလိုပုံစံနဲ့ပြန်မြင်ရတာမို့ကျွန်တော်ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်လိုင်းလုံးကြီးတစ်ခုရိုက်ခတ်သွားခဲ့ရတယ်အဖေကဝက်ဥဆုံခောက်ဆွဲကိုအရသာရှိရှိစားနေပြီးဘေးမှာတော့ကောင်လေးငယ်လေးတစ်ယောက်ထိုင်ပြီးပုံဆွဲနေတယ်အဖေကကောင်လေးရဲ့ခေါင်းကိုပုတ်တက်ရင်ဒီကလေးကိုကြည့်ရတာကြည့်လာရင်တေချာပေါက်နာမည်ကြီးမဲ့သူပဲကောလိပ်တောင်တက်ရလိမ့်မယ်မိဖို့ချောင်တဲကနေဟိုမိန်းမကပြုံးပြုံးလေးနဲ့ထွက်လာပြီးကျမတို့လိုတာမန်လူတွေကချမ်းသာဖို့လည်းမမျှော်လင့်ပါဘူးအိမ်မက်အကြီးကြီးတွေလည်းမမတ်ပါဘူးအဓိကကျမရဲ့သားလေးအမြဲတမ်းဘေးကင်းလုံခြုံပြီးလူကောင်းတစ်ယောက်ဖြစ်ကြီးပြင်းလာဖို့ပါပဲလို့ပြောရင်းစားပွဲကိုတုံနေတယ်ပြီးတော့သူမကအဖေရဲ့ထိုင်ကုန်ပေါ်ကဂျာကင်အင်ဂျီကိုကောက်ယူပြီးအကိုချမ်းအကိုဂျာကင်ကအရန်ဆုပ်ပြဲနေပြီပဲလေတွေထဲဓာတ်ရိုက်ဝင်နေမှာပေါ့ဒီလိုမျိုးမဝတ်ပါနဲ့ရှင်ပေးပါကျမချုပ်ပေးမယ်အကိုအေးအေးဆေးဆေးစားပါလို့ပြောတယ်အဖေကရေပြီးဟာကျွန်တော်ကဒီလောက်လဲနုနုနဲ့နဲ့မဟုတ်ပါဘူးဗျအလုပ်ရှုပ်ပါလိမ့်မယ်လို့ပြောတော့မိမကနှွေးထွေးစွာပြုံးပြီးအကိုကကျမနဲ့ကျမရဲ့သားလေးကိုအမြဲတမ်းကူညီပေးနေတာပဲလေဒါကစောက်ခွဲလောက်တဲ့ကိစ္စမဟုတ်ပါဘူးလို့ပြောရင်သားဖြစ်သူရဲ့ပါလေးကိုအตาအရာထိတွေ့တာမေမေဦးဦးရဲ့ဂျာကင်တွားချုပ်ပေးဦးမယ်လိမ့်လိမ့်မမာနဲ့ဒီမှာပဲနေတော့လို့မှာခဲ့တယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်လျက်စီးတွေလက်ပြီးမိုးတဲတန်ရွာချလာပါတော့တယ်မိုးကရုတ်တရက်ကြီးရွာချလာတာမို့အဖေကချက်ချင်းထွက်ပြီးဟာကားပေါ်မှာမိုးကမအုပ်ရသေးဘူးလို့ပြောပြီးအပြင်ကိုပြေးထွက်သွားတယ်အဖေမိုးကအုပ်ပြီးပြန်ဝင်လာတဲ့အချိန်မှာအဲ့ဒီမိန်းမကလည်းချုပ်ပြီးသားဂျာကင်အင်ဂျီကိုကင်ပြီးအပြင်ထွက်လာခဲ့တယ်သူတို့နှစ်ယောက်ဆုံမိပြီးတယောက်ကိုတယောက်ကြည့်ရင်းကြောင်သွားကြတယ်အကြောင်းကတော့ကလေးလေးပျောက်ဆုံးသွားခဲ့လို့ပါပဲကျွန်တော်ရှိမှအရာအလုံးရုတ်တရက်ပြန်မောင်းသွားပြန်တယ်ခဏအကြာမှအရာအလုံးလင်းထိန်လာပြန်ပေမဲ့ဒီတစ်ချိန်မှာတော့ဗီဒီယိုကိုအမြန်ပြထားသလိုမျိုးအရာအလုံးမြန်မြန်ဆန်ဆန်ဖြတ်တန်းသွားတော့တယ်လမ်းပေါ်မှာလူတွေဖြတ်တန်းသွားလာနေကြတယ်ရာသီဥတုတွေပြောင်းလဲနေတယ်ຫນွေဦးຫນွေရာသီစောင်းဦးစောင်းရာသီနှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့တယ်အဲ့ဒီမိန်းမဟာတဖြည်းဖြည်းချင်းပိုပြီးအိုမင်းမစွမ်းဖြစ်လာခဲ့ရတယ်နေတိုင်းလက်ထဲမှာဓာတ်ပုံတစ်ပုံကိုကင်ပြီးလူတွေကိုမေးခွန်းတစ်ခုလည်းလိုက်မေးနေခဲ့တယ်တရက်တော့လူနှစ်ယောက်အဲ့ဒီခောက်ဆွဲဆိုင်ထဲရောက်လာတယ်ထိုလူတွေကတယောက်ကဓာတ်ပုံကိုကြည့်ပြီးဒီကလေးကမြင်ဘူးတလို့ပဲလွန်ခဲ့တဲ့ရက်ပိုင်းကဇန်တောင်ဖက်ခေါ်သွားတဲ့ကလေးနဲ့အတော်လေးတူတယ်လို့ပြောလိုက်တော့နောက်တစ်ယောက်ကချက်ချင်းမျက်စိမိတ်ပြပြီးမင်းယူနေလားအဲ့ဒီမိစ္ဆာကောင်းနဲ့သွားပတ်သက်မလို့လားရှောက်မပြောနဲ့လို့ပြောပြီးဓာတ်ပုံကိုအဲ့ဒီမိန်းမလက်ထဲပြန်ထက်ကနှစ်ယောက်သားကြောက်လန့်တကြားထွက်ပြေးသွားကြတယ်အဲ့ဒီမိန်းမကသူတို့နောက်ကိုလိုက်អော်ပေးမဲ့ဘယ်သူမှမရက်ပေးခဲ့ကြဘူးနှစ်တွေကြာလာတော့အဲ့ဒီဓာတ်ပုံကလည်းအယောင်တွေလွတ်ပယ်သွားခဲ့ပြီးကလေးကလည်းတဖြည်းဖြည်းကြီးပြင်းလာခဲ့ပြီးမှဓာတ်ပုံတွေကလူကိုမှတ်မိဖို့ဆိုတာမဖြစ်နိုင်တော့ဘူးနောက်ဆုံးမှာတော့အဲ့ဒီမိန်းမစီမှာအစ်စ်အမှန်ဟုတ်မဟုတ်တောင်မတေချာတဲ့နာမည်တစ်လုံးနဲ့ပဲကျန်တော့တယ်သူမရဲ့မျက်နှာပေါ်မှာအရေးအကြောင်းတွေထင်ကြံရစ်ခဲ့ပြီးညတိုင်းတောင်းလဲခေါင်းမှာထိုင်ကစီကရက်တောက်အရက်တောက်ရင်ဖြတ်သွားဖြတ်လာလူတိုင်းကိုစံတောင်ဖက်ကိုတီလာလို့လိုက်မင်းနေခဲ့တယ်ဖြတ်သွားတဲ့လူအများစုကသူမရဲ့စိတ်မမှန်မှုကိုအခွင့်ကောင်းယူပြီးစော်ကားမော်ကားလုပ်ကြတဲ့ဆဆချင်းမှာသူမကခုခံရင်းဆန်ပေမဲ့ဘသူမဆိုစံတောင်ဖက်ဆိုတဲ့နာမည်ကိုပြောလိုက်တာနဲ့သူမငြိမ်ကျသွားပြီးအရာအလုံးကိုခံသိမ်းလိုက်တတ်တယ်လူတွေသူမကိုလိမ်နေမှန်းသူမလည်းတီကောင်းတီပါလိမ့်မယ်ဒါပေမဲ့အချိန်တိုင်းမှာသူမရဲ့ရင်ထဲမှာမျောလင့်ချက်အစ်စ်တွေနိုးထလာခဲ့ရတယ်သူမနဲ့စကားနှစ်ခွန်းလောက်ပြောပေးတဲ့သူကိုပဲသူမရဲ့နောက်ဆုံးမျောလင့်ချက်အဖြစ်သတ်မှတ်လိုက်တာပေါ့တရက်အရန်အေးစိတ်လာတဲ့စောင်းရတီကြီးမှာအဲ့ဒီစိတ်မမှန်တဲ့မိန်းမကြီးဟာရှက်အင်ကြီးပပလေးတစ်ထည်ပဲဝတ်ပြီးအသားကုန်ပြေးနေခဲ့တယ်သူမရဲ့ရင်ခွင်ထဲမှာတော့ဟောင်းနှမ်းနေတဲ့တပ်ပုံလေးကိုချစ်ချစ်ပါအောင်စုပ်ကင်ထားရင်းပေါ့သူမပြေးရင်နဲ့ရုတ်တရက်မြေကမ်းဘေးကရေခဲပြင်တွင်းကြီးတဲ့ကိုပြုတ်ကျသွားခဲ့ရတယ်အဲ့ဒီနောက်ပိုင်းတပ်ပုံလေးကရေမျက်နှာပြင်ပေါ်မျောပါလာပြီးတဖြည်းဖြည်းချင်းကလေးရဲ့မျက်နှာကပြန်လဲတဲကွဲလာခဲ့တယ်တပ်ပုံတွေကကောင်လေးကတန်ရှင်းတက်ရက်တဲ့အဝတ်စားတွေနဲ့ကင်မရာကိုကြည့်ပြပြုံးနေခဲ့တယ်တရားအောက်မှာကျွန်တော်တွေ့ခဲ့ရတဲ့ကောင်လေးနဲ့လုံးဝကိုကွာခြားလို့နေတယ်ကျွန်တော်ရေအောက်ခြေထိလုံးဝနစ်မြုပ်တော့မဲ့အချိန်မှာပဲတစုံတစ်ယောက်ကကျွန်တော်ကိုအပေါ်ကိုအတင်းဆွဲတင်လိုက်တယ်ကျွန်တော်မျက်စိပွင့်လာတော့ဆေးရုံအရေးပေါ်ခန်းထဲရောက်နေပြီးအခန်းပြင်မှာရဲရရှိ2ယောက်ရက်နေတယ်ရဲတွေစီကနေတိရတာကတော့စံတောင်ဖက်ရဲ့နာမည်ရင်းကစံဘူးဖြစ်ပြီးသူဟာနှစ်ပေါင်းများစွာအတွင်းခိုးမှုလူရဲမှုအမျိုးသမီးနဲ့ကလေးတငယ်လူကုန်ကူးမှုအဆရှိတဲ့ရာဇဝတ်မှုပေါင်းစုံကိုကျူးလွန်ခဲ့သူဖြစ်တဲ့ရဲတွေကသူ့ကိုလိုက်ရှာနေတာနှစ်အတော်ကြာပြီဖြစ်ပါတယ်ဒါအပြင်ရဲတွေကမြစ်အောက်ခြေကနေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတေဆုံးသွားခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့အယိုးစုဟောင်းကိုပါရှာဖွေတွေ့ရှိခဲ့ကြတယ်ကျွန်တော်အဲ့ဒီအမျိုးသမီးရဲ့အယိုးစုကိုကိုယ်တိုင်တွားရောက်ထုတ်ယူပြီးကောင်းမွန်တဲ့သူ့တံမြေတစ်ခုမှာတေချာတကြိုပေးခဲ့ပါတယ်ရက်အနေငယ်အကြာမှာကျွန်တော်သားလေးအတွက်ခြေတူအစ်စ်တစ်ခုရခဲ့တယ်လမ်းလျှောက်ရင်တော့နည်းနည်းတိတ်မမှန်သေးပေမဲ့ချိုင်းထောက်တော့မလိုတော့ဘူးသူ့ရဲ့နောက်ဆုံးသွားအတူကိုစိုက်ပြီးတဲ့နေ့မှာကျွန်တော်သူ့အတွက်အဝတ်စားတစ်တွေဝယ်ပေးခဲ့တယ်ကျွန်တော်ဇန်တောင်ဖက်ရဲ့လက်ကောက်ဝတ်ပေါ်ကဒဏ်ရာမာယုတ်ကြီးကိုတတိယမိသွားတဲ့ကျွန်တော်ရင်ထဲမှာဓာတ်နဲ့အမုန်းခံရတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်သားရဲ့သွားတွေကိုရိုက်ချိုးပြီးဒုက္ခပေးခဲ့တဲ့သူဟာအဲ့ဒီဇန်တောင်ဖက်ပဲဖြစ်တယ်အဲ့ဒီနေ့ကမိုးဖွဲဖွဲလေးရွာနေခဲ့တယ်ကျွန်တော်အဖေရုပ်ပုံရှိအမွှေးတိုင်ထုံပြီးတားရဲ့လက်ကိုဆွဲကအပြင်ကိုထွက်လာခဲ့တယ်တားကလက်ဟန်စကားနဲ့မေးတယ်ဖေမိုးရွာနေတယ်ကျွန်တော်တို့ဘယ်သွားကြမလို့လဲကျွန်တော်ကအများကြီးမမေးနဲ့ကားပေါ်ပဲတက်ဆန်းမလို့ပြောလိုက်တယ်ခဏအကြာမှာကျွန်တော်သူ့ကိုအစ်စ်ပြင်ဆင်ထားတဲ့အုပ်ကူတစ်ခုရှိကိုခေါ်လာခဲ့တယ်အဲ့ဒီအုပ်ကူရဲ့ကြောက်စာတိုင်းမှာတော့သူ့ရဲ့နာမည်ရင်းကိုမသိတာမို့နာမည်ရင်းကိုမရေးထားခဲ့ဘူးကျွန်တော် secret တလိပ်မီးညှိပြီးတားဖြစ်သူကိုကြည့်ကတိုးတိုးလေးပြောလိုက်တယ်
ဒူးထောက်လိုက်ပြီးတော့မင်းရဲ့အမေရင်းကိုကြော့လိုက်တာကျွန်တော်သားကကျွန်တော်ကိုကြည့်ပြီးကြောင်သွားရှာတယ်အဲ့ဒီကောင်လေးကအုတ်ကူပေါ်ကစာသားတွေကိုကြည့်ရင်သူ့မျက်ဝန်းတွေထဲမှာခန်းစားချက်ပေါင်းစုံတစ်ပြိုင်နက်တည်းပေါ်ပေါက်လာပြီးနောက်တစ်စက္ကန့်မှာတော့ဒုံးဆိုတဲ့အတန်နဲ့အတူဒူးထောက်ချလိုက်ပါတော့တယ်ကျွန်တော်နွေးနွေးထွေးထွေးနဲ့တားရဲ့ခေါင်းကိုပုတ်တက်ပေးရင်းမေးလိုက်တယ်တားမေရဲ့နာမည်ကိုမှတ်မိသေးလားသူ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်ရှံလာပြီးဖြည်းဖြည်းချင်းခေါင်းရမ်းပြရှာတယ်တကယ်တော့သူအသက်4နှစ်5နှစ်အရွယ်တုန်းကဖြစ်ပျက်ခဲ့တာမို့ဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာအရာအလုံးကိုမှတ်မိနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးတားဖြစ်သူကသူ့အမေရဲ့အုတ်ကူရှိမှဒူးထောက်ပြီးအချိန်ချင်းကြော့နေတာကိုကြည့်ရင်အတိတ်ကမြင်ကွင်းတွေတစ်ခုပြီးတစ်ခုဖြတ်ပြေးနေခဲ့တယ်တဖြည်းဖြည်းချင်းပုံရိပ်သုံးခုကတစ်ခုပေါ်တစ်ခုထပ်သွားခဲ့တယ်ဓာတ်ပုံတွေကတန်ရှင်းတရက်တဲ့ကောင်လေးတစ်ထားအောက်ကသူ့တောင်းစားကောင်လေးနဲ့အခုကျွန်တော်ရှိတာ3ယောက်စလုံးဟာလူတစ်ယောက်တည်းအဖြစ်ပေါင်းစည်းသွားခဲ့ပါတော့တယ်အိမ်ပြန်လမ်းမှာတထေးကဖုန်းဆက်လာတယ်စွန်းဟောင်ဆုံးပါသွားခဲ့ပြီမို့အတူဘကိစ္စကူညီပေးဖို့လှမ်းခေါ်တာပါကျွန်တော်နဲ့ကုမ္ပဏီကဒရိုင်ဘာတွေစုပြီးသူ့ရဲ့နာရေးကိစ္စတွေကိုအကောင်းဆုံးစီစဉ်ပေးခဲ့ကြတယ်နာရေးကိစ္စပြီးဆုံးသွားတဲ့နောက်ဘဝကတော့အရင်လိုပဲပုံမှန်အတိုင်းပြန်လဲပတ်ခဲ့တယ်ညဘက်တွေမှာကျွန်တော်လုံဝန်တောင်လမ်းကြောင်းအတိုင်းကားမောင်းလို့တောင်လေခေါင်ကိုရောက်တိုင်းကားကိုအမြဲတမ်းရထားလေးရှိတယ်ကားပေါ်ကဆင်းပြီးတောင်တက်လမ်းဘေးမှာထိုင်ကတိုက်ခတ်နေတဲ့လေးတွေကိုခန်းစားရင်း secret တလိပ်မင်းကြီးလိုက်တယ်ပြီးတော့အမောင်ထူတဲကလင်းလက်နေတဲ့မိတောက်တေးသေးလေးကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်မိတယ်အခုတော့ဘာမှစိတ်မပူပါနဲ့တော့မင်းရဲ့သားလေးကအရန်ကောင်းမွန်တဲ့ဘဝတစ်ခုမှာအေးအေးချမ်းချမ်းနေထိုင်နေပါပြီကျွန်တော်စကားဆုံးသွားတာနဲ့အဝေးကလင်းလက်နေတဲ့မိတောက်လေးဟာတဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီနောက်ပိုင်းနှစ်ပေါင်းများစွာအထိကျွန်တော်ဒီလမ်းကြောင်းမှာပဲကားဆက်မောင်းခဲ့ပေမဲ့အဲ့ဒီအမျိုးသမီးနဲ့နောက်ထပ်ဘယ်တော့မှမဆုံတွေ့ခဲ့ရတော့တယ်လို့ဒီလမ်းကြောင်းပေါ်မှာလည်းဘလို့ထူးဆန်းတဲ့ဖြစ်ရဆန်းမျိုးမှထပ်မံမဖြစ်ပွားခဲ့ပါဘူး